ကျွန်တော်တို့တိုင်းနာ135မျိုးထဲမှာဗမာလူမျိုးလောက်နိုင်ငံကိုချစ်တဲ့လူမျိုးမရှိဘူးနောက်ပြီးတော့နိုင်ငံကိုကာကွယ်ဖို့တာဝန်ရှိဆုံးပုဂ္ဂိုလ်တွေကလည်းဗမာတွေပဲဘာကြောင့်ကျွန်တော်တို့ပြောတယ်လဲဆိုတော့လက်ရှိမြန်မာနိုင်ငံမှာသုံးနေတော့စာဒီဗမာစာပြောနေတဲ့စကားဒီဗမာစကားနိုင်ငံလူရဲ့60ရာခိုင်နှုန်းကျော်ကဗမာလူမျိုးဖြစ်တယ်နော်နောက်ပြီးတော့ခေတ်ဆက်ဆက်ကြည့်ကျွန်တော်တို့ဗမာတွေစီးလုံးမှုပြက်ပြားတဲ့အချိန်တွေးကွဲတဲ့အချိန်ကမြန်မာနိုင်ငံအချိန်တွေရင်းရိုင်တဲ့အချိန်ပဲเนาะအဲ့ဒါကိုသိစေခြင်းနဲ့နောက်ပြီးတော့ကျွန်တော်တို့ဗမာတွေဘယ်လောက်တောင်နစ်နာခံခဲ့တယ်လဲကျွန်တော်ပြောပြမယ်အရင်တုန်းကကျွန်တော်တို့ဒီနိုင်ငံကိုဗမာနိုင်ငံလို့ခေါ်ခဲ့တယ်เนาะဒါပေမဲ့တိုင်းနာညီကိုမောင်နှမတွေနဲ့เนาะစီးလုံးမပြိုကွဲခြင်းလို့ဗမာဆိုတဲ့အမည်ကနေမြန်မာဆိုပြီးတော့ပြောင်းခဲ့တယ်ဗမာဆိုတာလူမျိုးတစုဖြစ်တာကြံခဲ့ပြီးတော့နော်တိုင်းနာညီကိုမောင်နှမတွေနဲ့ဒန်းတူညီမျှကျွန်တော်တို့နေထိုင်ခဲ့ကြတယ်ခွဲခြားမှုမရှိခဲ့ဘူးကျွန်တော်တို့ဗမာတွေနော်နိုင်ငံသားဆိုတဲ့စိတ်နဲ့မြန်မာဆိုတဲ့စိတ်နဲ့ရှင်တန်ခဲ့ကြတာကာလတွေတော်တော်ကြာခဲ့ပြီဒါပေမဲ့ယခုချိန်မှာကျွန်တော်တို့ဗမာတွေမစည်းလုံးလို့မရဘူးနော်လူတွေကပြည်တော်စုတိုင်းနာစည်းလုံးညီညွတ်မပြိုကွဲရေးလို့တာတွေးနေကြတာကျွန်တော်ပြောချင်တယ်နော်ကိုလူမျိုးချင်းချင်းတောင်စီးလုံးအောင်မလှုပ်ဆောင်နိုင်ရင်စီးလုံးမှုမရှိတဲ့လူမျိုးကိုဘယ်လူမျိုးကမှမလေးစားဘူးအဲ့တော့ကျွန်တော်တို့လူမျိုးတွေစီးလုံးလုံးနေကြမယ်ညီညွတ်ညွတ်နေကြမယ်ဇာတိတာပိုင်းဆိုင်ရာရောအတိညာဘူရုတာပိုင်းဆိုင်ရာတွေရောတော့ကောင်းမွန်လာအောင်ပြုပြင်ကြမယ်ကျွန်တော်တို့ဗမာတွေချင်းချင်းကုညီရိုင်းပင်းကြမယ်အားလုံးကိုလက်ကမ်းကြိုပါတယ်ကျွန်တော်တို့ဗမာညီကိုမောင်နှမတွေဖွဲ့ဝင်နေတဲ့ညီကိုမောင်နှမတွေရှိရင်လည်းအားလုံးကိုလက်ကမ်းကြိုးပါတယ်ကျေးဇူးတင်ပါတယ်